ပဲကိုတော်မင်းမှရောက်ချလာပြီကျွန်တော်မြင်တွေ့နေတဲ့အတိုင်းပဲကိုတော်မင်းရောက်လာတော့မှပွဲရတယ်ဒီမှာတီးပြီDJ Swanzani Remix.ကိုကျော်မင်းအနေနဲ့သူမပါရင်ပွဲမပြီးဆိုသည့်အတိုင်းအမြဲတစေရောက်ချလာတတ်တယ်